လွန်ခဲ့တဲ့နှစ်ပေါင်း800ကျော်အင်္ဂလန်နိုင်ငံဝူပစ်လို့ခေါ်တဲ့ရွာလေးတစ်ရွာမှာဘယ်သူမှရှင်းမပြနိုင်တဲ့ဖြစ်ရပ်တစ်ခုဖြစ်ခဲ့ပါတယ်။ဒီနေ့လယ်သမားတွေဟာထူးဆန်းတဲ့ကလေးနှစ်ယောက်ကိုတွေ့ခဲ့ကြတယ်။သူတို့ရဲ့အဝတ်အစားတွေကတစ်ခါမှမမြင်ဘူးတဲ့ပုံစံသူတို့ပြောတဲ့ဘာသာစကားကိုလည်းဘယ်သူမှနားမလည်ဘူး။ဒါပေမဲ့အထူးဆန်းဆုံးကသူတို့နှစ်ယောက်ရဲ့အသားရောင်ကအစိမ်းရောင်ဖြစ်နေကြတာပါ။သူတို့ကဘယ်ကလာတာလဲ။ဘာကြောင့်အရောင်ကဒီလိုဖြစ်နေရလဲ။ဒီနေ့အထိသမိုင်းပညာရှင်တွေရောသိပ္ပံပညာရှင်တွေရောဖြစ်တစ်ခုတည်းကိုမပေးနိုင်ကြသေးပါဘူး။မင်္ဂလာပါ။ဒီနေ့ကျူရီယိုဆိုင်လိုကနေနှစ်ပေါင်း800ကျော်ကြာတဲ့အထိလူတွေကိုအံ့ဩစေခဲ့တဲ့ The Great Children of Woopit အကြောင်းကိုသမိုင်းမှတ်တမ်းတွေနဲ့လေ့လာချက်တွေပေါ်အခြေခံပြီးတော့တစ်ဆင့်ချင်းလေ့လာကြည့်အောင်ပါ။ဒီဇလန်ဟာ12ရာစုလောက်ကအင်္ဂလန်နိုင်ငံဆက်ဖတ်ဒေသမှာစတင်ခဲ့တာလို့ရှေးဟောင်းမှတ်တမ်းတွေမှာဖော်ပြထားပါတယ်။ Woopit ဆိုတဲ့နာမည်ဟာအင်္ဂလိပ်စကား Woopit ဝင်ပလီဖန်းနဲ့တွင်းဆိုတဲ့စကားလုံးကနေဆင်းသက်လာတာလို့ယုံကြည်ကြပါတယ်။ဒီနေ့မှာတော့လယ်ထဲမှာအလုပ်လုပ်နေတဲ့ရွာသားတွေဟာငိုတန်လိုလိုအော်တန်လိုလိုအတန်တစ်ခုကိုကြားလိုက်ရပါတယ်။အတန်လာတဲ့နေရာကိုလိုက်ရှာကြည့်လိုက်တဲ့အခါမှာတော့သူတို့မြင်လိုက်ရတာကလူတိုင်းတစ်သက်လုံးမမေ့နိုင်တဲ့မြင်ကွင်းတစ်ခုအစိမ်းရောင်အသားရည်နဲ့ကလေးနှစ်ယောက်ဒါပေမဲ့သူတို့ပြောလိုက်တဲ့စကားကြောင့်ရွာသားတွေပိုပြီးထိတ်လန့်သွားခဲ့ကြပါတယ်။အတန်လာတဲ့နေရာကိုရွာသားတွေတဖြည်းဖြည်းချင်းရှောက်သွားခဲ့ကြပါတယ်။မျက်ပင်တွေကိုဖယ်လိုက်တဲ့အချိန်မှာတော့သူတို့မြင်လိုက်ရတာကကလေးနှစ်ယောက်တစ်ယောက်ကယောက်ျားလေးနောက်တစ်ယောက်ကမိန်းကလေးဒါပေမဲ့သူတို့ရဲ့မျက်နှာအသားအရောင်အဝတ်အစားအားလုံးကသူတို့ရွာလူတွေနဲ့ဘယ်သူနဲ့မှမတူခဲ့ပါဘူး။အထူးသဖြင့်သူတို့ရဲ့အသားရောင်ကအစိမ်းရောင်ဖြော့ဖြော့ဖြစ်နေတာပါပဲ။လူတစ်ယောက်ရဲ့ပုံမှန်အသားရောင်နဲ့လုံးဝမတူပါဘူး။ရွာသားတွေကမင်းတို့ဘယ်ကလာတာလဲလို့မေးကြည့်လိုက်ခါမှာတော့ကလေးနှစ်ယောက်ပြန်ပြောတဲ့စကားတွေကိုဘယ်သူမှနားမလည်နိုင်ခဲ့ပါဘူး။သူတို့ပြောတဲ့ဘာသာစကားဟာအင်္ဂလိပ်စကားလည်းမဟုတ်ပြင်သစ်လည်းမဟုတ်လက်တင်လည်းမဟုတ်ခဲ့ပါဘူး။ရွာသားတွေတယောက်မျက်နှာတယောက်မျက်နှာချင်းဆိုင်ကြည့်နေကြတယ်။ဒီကလေးတွေတကယ်ဘယ်ကလာပြီးတော့ရွာသားတွေကကလေးနှစ်ယောက်ဗိုက်စားနေမယ်လို့ထင်ပြီးတော့ပေါင်မုတ်အသားနွားတို့အစားအစာမျိုးစုံကိုတွေးကြည့်ခဲ့ပါဒါပေမဲ့ကလေးနှစ်ယောက်ကဘာတစ်ခုမှမစားပါဘူးရက်အတော်ကြာတဲ့အထိဘာမှမစားခဲ့ဘူးလို့တမိုင်းမှတ်တမ်းတွေမှာဖော်ပြထားပါရွာသားတွေစိုးရိမ်နေခြင်းမှာထူးဆန်းတဲ့အဖြစ်အပျက်တစ်ခုဖြစ်ခဲ့ပါတယ်တနေ့ရွာသားတစ်ယောက်ပဲသိန်းတောင်တွေကိုယူလာတဲ့အခါမှာတော့ကလေးနှစ်ယောက်ကအဲ့ဒီပဲတောင်တွေကိုမြင်လိုက်တာနဲ့အယံဝမ်းသာသွားကြပါပြီးတော့ပဲတောင်ကိုဖောက်ပြီးအထက်ကပဲစိတ်တွေကိုပဲကျွေးစားခဲ့ကြပါတယ်။အခြားဘယ်အစားအစာကိုမှမစားပဲပဲစိတ်တွေကိုပဲရက်အတော်ကြာဖားခဲ့ကြပါတယ်။ဒါကဒီဇလန်ရဲ့အထူးဆန်းဆုံးအချက်တွေကတစ်ခုပါ။ဒါပေမဲ့ဒီတဲ့ပိုထူးဆန်းတာကရက်တစ်ပတ်အနည်းငယ်ကြားပြီးတဲ့နောက်မှာကလေးနှစ်ယောက်ထဲကမိန်းကလေးဟာအင်္ဂလိပ်စကားကိုတဖြည်းဖြည်းပြောတတ်လာခဲ့ပါတယ်။သူပြောပြခဲ့တဲ့သူတို့လာခဲ့တဲ့နေရာဒီအကြောင်းကိုကြားလိုက်တဲ့အခါမှာရွာသားအားလုံးတက်သိမ်းထသွားကြတာ။ရွာသားတွေကသူ့ကိုအရေးကြီးဆုံးမေးခွန်းတစ်ခုမေးခဲ့ပါတယ်။မင်းတို့ဘယ်ကလာတာလဲတဲ့။ကလေးမလေးပြန်ဖြေလိုက်တဲ့အဖြေကလူတိုင်းကိုအံ့ဩသွားစေခဲ့ပါ။သူမကသူတို့ဟာစိတ်မာတင်လန်ဆိုတဲ့နေရာကလာတာလို့ပြောခဲ့ပါ။အဲ့ဒီနေရာမှာနေကဘယ်တော့မှအပြည့်အဝမထွက်ဘူးအမြဲလိုညနေခင်းလိုအလင်းမှိန်မှိန်ပဲရှိတယ်လို့သူမကပြောခဲ့ပါတယ်။ပြီးတော့သူတို့လိုအစိမ်းရောင်လူတွေပဲနေထိုင်ကြတယ်လို့ဆိုပါတယ်။ကလေးမလေးရဲ့အဆိုအရတနေ့သူတို့နွားတောင်းနေတော့ထူးဆန်းတဲ့ခေါင်းလောင်းတန်ကြားလိုက်ရတယ်အတန်နောက်ကိုလိုက်သွားရင်ခုတစ်ခုတည်းကိုဝင်ခဲ့ကြတယ်အဲ့ဒီနောက်မျက်စိကိန်းလောက်တဲ့အလင်းတန်းကြီးပေါ်လာခဲ့တယ်အဲ့အလင်းတန်းကြီးပျောက်သွားတဲ့အချိန်မှာတော့သူတို့ရောက်နေတာဟာဝူပစ်ရွာရဲ့လယ်ကွင်းထဲမှာဖြစ်နေခဲ့တယ်လို့ပြောပါတယ်ဒီဇလန်ကိုကြားပြီးတဲ့နောက်ရွာသားတွေဟာပိုးပြီးရှုပ်ထွေးသွားခဲ့ကြပါတယ်ဘာလို့လဲဆိုတော့သူမှပြောတဲ့စိတ်မာတင်လန်ဆိုတာဘယ်သူမှမသိခဲ့ကြပါဘူးရေပုံပေါ်မှာလည်းရှာကြည့်တော့မရှိဘူးလို့ပြောပါတယ်။တမိုင်းမှတ်တမ်းနဲ့အခြားနေရာတွေမှာလည်းရှင်းရှင်းလင်းလင်းမတွေ့ရပါဘူး။ဒါဆိုရင်ဒီကလေးနှစ်ယောက်ကတကယ်ပဲတခြားကဘာကလာခဲ့တာ။ဒါမှမဟုတ်ဒီဖြစ်ရဲ့အတွက်သိပ္ပံပညာကရှင်းပြနိုင်တဲ့အဖြစ်တစ်ခုရှိနေကြတာ။နောက်တစ်ပိုင်းမှာတော့တမိုင်းပညာရှင်တွေရဲ့အဓိက theory ၄ခုကိုတစ်ခုချင်းလေ့လာကြည့်အောင်ပါ။ဒီလိုနဲ့အချိန်တွေကတဖြည်းဖြည်းကုန်ဆုံးသွားခဲ့ပါ
သမိုင်းမှတ်တမ်းတွေအရယောက်ျားလေးကတော့ရောက်လာပြီးတော့မကြခင်မှာပဲကျမ်းမာရေးဆိုးဝါးလာပြီးသိဆုံးသွားခဲ့တယ်လို့ဖော်ပြထားပါတယ်။ဒါပေမဲ့မိန်းကလေးကတော့အသက်ရှင်ပြန်ခဲ့ပါတယ်။အင်္ဂလိပ်စကားကိုကျွမ်းကျင်လာပြီးတော့ရွာသားတွေနဲ့အတူနေထိုင်ခဲ့တယ်လို့မှတ်တမ်းတွေကဆိုထားပါတယ်။ပိုးပြီးထူးဆန်းတာကအချိန်ကြာလာတာနဲ့အမျှသူမရဲ့အစိမ်းရောင်အသားရည်ဟာတဖြည်းဖြည်းပျောက်ကွယ်သွားခဲ့ပါတယ်လို့ရေးသားထားပါတယ်။ဒါဆိုဒီဖြစ်ရဲ့အတွက်သမိုင်းပညာရှင်တွေကဘယ်လိုရှင်းပြကြသလဲ။ theory ပထမတစ်ခုကတော့သူတို့ဟာဘယ်ဂျီယံနိုင်ငံက plasmid ရှေ့ပြောင်းနေထိုင်သူကလေးတွေဖြစ်နိုင်တယ်ဆိုတဲ့အယူဆပါအဲ့ဒီအချိန်ကစစ်ပွဲတွေကြောင့်မိဘတွေနဲ့ကွဲသွားပြီးတော့လမ်းပြောက်လာခဲ့တာဖြစ်နိုင်တယ်လို့သူတိတိတချို့ကယူဆကြပါတယ်ဒုတိယ theory ကတော့သူတို့အသားရောင်အစိမ်းရောင်ဖြစ်နေတာဟာကလိုရိုစစ်လို့ခေါ်တဲ့တန်တက်ထုတ်တဲ့မှုနဲ့ဆက်တဲ့ယောဂတစ်မျိုးဖြစ်နိုင်တယ်လို့ဆရာဝန်တချို့ကယူဆကြပါတယ်အာဟာရကောင်းကောင်းရပြီးတဲ့နောက်မှာအသားရောင်ဟာပြန်ပြီးတော့ပုံမှန်ဖြစ်သွားတာလို့ဆိုပါတယ်ဒီယူဆနဲ့ကိုက်ညီတယ်လို့လည်းပြောကြပါတယ်တချို့ကတော့ဒီဇလန်ဟာအမှန်တကယ်ဖြစ်ရမဟုတ်ပဲလူတွေကိုသင်ခန်းစာပေးဖို့ရေးသားထားတဲ့အလေခက်ကပုံမြင်ဖြစ်နိုင်တယ်လို့လည်းယူဆကြတဲ့လူတွေရှိတယ်ဒါပေမဲ့အင်တာနက်ပေါ်မှာတော့တချို့လူတွေကဒီကလေးနှစ်ယောက်ဟာတခြားကဘာဒါမှမဟုတ်မြေအောက်ကဘာကလာခဲ့တာဖြစ်နိုင်တယ်လို့ယူဆနေကြတဲ့လူတွေလည်းရှိပါတယ်ဒါပေမဲ့ဒီယူအဆအတွက်ခိုင်မာတဲ့သမိုင်းအထောက်အထားတော့မရှိသေးပါဘူးဒီနေ့နှစ်ပေါင်း800ကျော်ကြာပြီးတဲ့အထိ The Green Children of Mupit အကြောင်းကိုလူတွေပြောနေကြတယ်ပါဒါဟာတကယ်သမိုင်းဖြစ်ခဲ့တာလားအထင်မြင်ဌာနရေးတစ်ခုလားဒါမှမဟုတ်သိပ္ပံပညာကမရှင်းပြနိုင်သေးတဲ့လျှို့ဝှက်ချက်တစ်ခုလားအဖြေတော့သင်တို့ဘယ်လိုထင်ပါသလဲcomment မှာရေးပေးခဲ့ပါအောင်ဗျာဒီလိုကမ္ဘာတဝန်းကထူးဆန်းတဲ့သမိုင်းပဟေစီတွေအကြောင်းဆက်လက်လေ့လာခြင်းနဲ့ဆိုရင် Studio Site လို့ကို subscribe လုပ်ထားဖို့မမေ့ပါနဲ့အားလုံးပဲအဆင်ပြေကြပါစေဗျာကျေးဇူးတင်ပါတယ် Don't forget to like, comment, and subscribe.